လောကရန်ရဲ့စိန်ခေါ်မှုများကိုလည်းတပွဲတလန်းလောက်အကဲဆန့်ကျင်စိတ်ကမိတ်ဆွေဒီမှာဖြစ်နေပါလိမ့်မယ်တနည်းအားဖြင့်နေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာများနဲ့ပု္ပ္ပာများကိုမဆိုင်မတော့မတွေးမဝေးဖြေရှင်းနိုင်တာတွေရဲ့ကျမ်းမာရေးရပြောမယ်ဆိုရင်ကိုကဘသူကိုမှအောက်ကျခံရမလို့တလို့ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျမင်္ဂလာရှိသောအချိန်ခါသမယလေးမှာစွမ်းကြော်ကြ Bless and Air Balance Service ဝန်ဆောင်မှုလုပ်ငန်းကနေပြီးတော့မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာကာရဝပြုရပါတယ်ခင်ဗျာစွမ်းကြော်ကြဆိုတာကကျွန်တော်ရဲ့ Bless and Air Balance Service ဝန်ဆောင်မှုလုပ်ငန်းရဲ့နာမည်ဖြစ်တယ်လို့ကျွန်တော်ရဲ့ Facebook page နာမည်ကျွန်တော်ရဲ့ TikTok account နာမည်ကျွန်တော်ရဲ့ YouTube channel ရဲ့နာမည်လည်းဖြစ်ပါတယ်ခင်ဗျာစိုင်းကောင်းခန့်ဆိုတာကတော့ကျွန်တော်ရဲ့နာမည်ဖြစ်တယ်လို့เนาะကျွန်တော်ရဲ့လူနာမည်ဖြစ်တယ်လို့ကျွန်တော်ရဲ့ Facebook account နာမည်လည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ Bless and Balance Service လို့ခေါ်တဲ့တွင်းနှစ်လေးကိုမျှတစေသောဝန်ဆောင်မှုလုပ်ငန်းကိုလုပ်ကိုင်နေသူတယောက်ဖြစ်ပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီဗီဒီယိုဖိုင်လေးကတော့ဘာကြောင့်အနှိတ်ခံတင်တာလဲဆိုတဲ့ဗီဒီယိုဖိုင်လေးရဲ့အဆက်ဖြစ်ပြီးတော့သွေးလေလှည့်ပတ်မှုမျှတရင်ရရှိလာမယ့်ကောင်းကျိုးများနဲ့သွေးလေလှည့်ပတ်မှုမျှတမှုမရှိရင်ခံစားရမယ့်ဆိုးကျိုးတွေကိုထင်သာမြင်သာအောင်အသေးချာရှင်းပြထားပါတယ်ခင်ဗျာအနည်းအနှိတ်ခံခြင်းကြောင့်သွေးလေလှည့်ပတ်မှုကောင်းမွန်လာစေနိုင်တယ်ဆိုရင်သွေးလေလှည့်ပတ်မှုကောင်းမွန်လာတဲ့အတွက်ကြောင့်သွေးထဲမှာသွေးနဲ့အတူပါသွားပြီးတော့ခန္ဓာကိုယ်ထဲမှာကြံခဲ့ရမယ့်ဓာတ်သဘာဝများနဲ့ခန္ဓာကိုယ်ရဲ့ပြင်ဘက်ကိုဆွန့်ထုတ်ပြရမယ့်ဓာတ်သဘာဝတွေကအချိန်မီသူတို့ရဲ့လူရခီးကိုရောက်ရှိသွားကြပါတယ်အဲ့ဒါကိုကျမ်းမာရေးကောင်းတယ်လို့အကြမ်းပြင်းမှတ်ယူလို့ရပါတယ်ခင်ဗျာတကယ်လို့မြန်သွေးလေလှည့်ပတ်မှုကမကောင်းလို့ခန္ဓာကိုယ်ထဲမှာကြံရှိရမယ့်ဓာတ်သဘာဝတွေကလည်းသူတို့လူရခီးကိုအချိန်မီမရဘူးဆိုရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးကရှင်သန်ဖို့ကြီးထွားဖို့အတွက်အဆင်မပြေနိုင်တော့သလိုနော်ယောဂခုခံမှုအတွက်အဆင်မပြေနိုင်တော့သလိုစွန့်ထုတ်ပြရမယ့်အညစ်အကြေးတွေကလည်းအချိန်မီအရာမီမစွန့်ထုတ်နိုင်ဘူးဆိုရင်ဘာဖြစ်လာလဲဆိုတော့ခန္ဓာကိုယ်ထဲမှာအညစ်အကြေးတွေကနေအချိန်မီရမီမစွန့်ထုတ်နိုင်တော့တဲ့အခါကျတော့ခန္ဓာကိုယ်ထဲမှာသူတို့ကငုတ်သွားတယ်ငုတ်သွားနေပြီးတော့ပုတ်လာတဲ့အခါကျတော့အဲ့ဒီအညစ်အကြေးကျင်ကြီးကျင်ငယ်နော်ချွေးနှက်ရာသီတွေအစရှိသဖြင့်အဲ့ဒါတွေကခန္ဓာကိုယ်ရဲ့အပြင်ဘက်ကိုအချိန်မီမစွန့်ထုတ်နိုင်တဲ့အခါကျတော့သူတို့ကငုတ်သွားတယ်ငုတ်တဲ့အတွက်ကြောင့်သူတို့ကဖြည်းဖြည်းပုတ်လာတဲ့အခါကျတော့အခိုးအငွေ့တွေဖြစ်လာတယ်အဲ့အခိုးအငွေ့တွေကနေပြီးတော့ခန္ဓာကိုယ်ရဲ့အခိုးအငွေ့တွေရောက်တဲ့နေရာမှန်သမျှအကုန်လုံးမှာသူတို့အဲ့အခိုးအငွေ့တွေကလိုက်ပြီးတော့ဒုက္ခပေးတယ်ဒုက္ခပေးတဲ့အခါကျတော့ဘာဆက်ဖြစ်လာလဲဆိုတော့သူတို့ကအဲ့အခိုးငွေတွေကနေပြီးတော့အင်္ဂလိပ်အမြင်ရဆိုတော့ဒါယောဂပို့ပေါ့ဗမာလိုဆိုတော့အခိုးငွေပေါ့ဗျာအပုတ်ခိုးအငုတ်ခိုးတွေပေါ့အဲ့ဒါတွေကနေဖြည်းဖြည်းဘာဖြစ်လဲဆိုတော့လူတစ်ယောက်ချင်းစီရဲ့နော်ကံစိတ်ဥရအာဟာရကိုခံအားနော်အဲ့ဒါတွေပေါ့မူတည်ပြီးတော့96ပါးယောဂတွေကနေပြီးတော့တစ်မျိုးမဟုတ်တစ်မျိုးကိုဖြစ်ချလာတာပဲတကယ်လို့မြန်သွေးလေလှည့်ပတ်မှုကမကောင်းလို့ခန္ဓာကိုယ်ထဲမှာကြံရှိရမယ့်ဓာတ်သဘာဝတွေကလည်းသူတို့လိုရခရီးကိုအချိန်ကြီးမရဘူးဆိုရင်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကြီးကရှင်သန်ဖို့ကြီးထွားဖို့အတွက်အဆင်မပြေနိုင်တော့သလိုနော်ယောဂခုခံမှုအတွက်အဆင်မပြေနိုင်တော့သလိုစွန့်ထုတ်ပြရမယ့်အညစ်အကြေးတွေကလည်းအချိန်မီမစွန့်ထုတ်နိုင်တဲ့အခါကျတော့ပြောမယ်ဆိုတော့ထိန်ချန်ချုပ်ငုတ်ဖြစ်သွားတာပေါ့ဗျာအဲ့လိုမျိုးဖြစ်သွားတဲ့အခါကျတော့သူတို့အဲ့ငုတ်သွားရာကနေပြီးတော့ဘလို့ဖြစ်လာလဲဆိုတော့ဒီလက်ဆက်အညစ်အကြေးတွေကနေပြီးတော့ငုတ်သွားတယ်သွေးတွေလက်ပတ်မှုမကောင်းတဲ့အခါကျတော့အချိန်မီမစွန့်ထုတ်နိုင်ဘူးအချိန်မီမစွန့်ထုတ်နိုင်တဲ့အတွက်ကြောင့်သူတို့ကငုတ်သွားတယ်ငုတ်သွားတဲ့အခါကျတော့သူကလက်ဆက်အညစ်အကြေးကနေပြီးတော့အပုတ်တွေဖြစ်လာအညစ်အကြေးပုတ်တွေဖြစ်လာတယ်အဲ့ဒီအညစ်အကြေးပုတ်တွေကနေပြီးတော့ဘာဖြစ်လဲဆိုတော့အပုတ်ဆိုတာဒီတိုင်းမနေဘူးပုတ်လာပြီဆိုရင်သူတို့ကအခိုးအငွေ့တွေဖြစ်လာတယ်အဲ့ဒီအခိုးအငွေ့ဖြစ်လာတဲ့ຢာကနေပြီးတော့ဘာဖြစ်လဲဆိုတော့အခိုးအငွေ့ကနေပြီးတော့သူကအဲ့ဒီအခိုးငွေရဒီကခန္ဓာကိုယ်တစ်ခုလုံးမှာသူတွားလို့ရတဲ့နေရာတိုင်းကိုဒီအခိုးငွေရရှောက်သွားပြီးတော့ပြောရရင်တော့အာကာသရဲ့ထိန်ချုပ်မှုကုကဲမှုမရှိတဲ့နေရာတိုင်းမှာသူတို့ကဒီအခိုးငွေရလူကိုဒုက္ခပေးတာပဲအဲ့လိုဒုက္ခပေးပြီးဆိုရင်ဘာဖြစ်လဲဆိုတော့အဲ့ဒီအပုတ်ခိုးအငုတ်ခိုးတွေကဘာဖြစ်လဲဆိုတော့ခန္ဓာကိုယ်နဲ့အောင်ရှောက်သွားတယ်အာကာသရဲ့ထိန်ချုပ်မှုကုကဲမှုမရှိတဲ့နေရာတွေမှာသူတို့ကလူကျမ်းမာရေးကိုသူတို့ကထိကြိုက်တယ်ယောဂအမျိုးမျိုးဖြစ်လာတယ်အဲ့တော့အာကာသနဲ့ဓာတ်လေးပါးအကြောင်းကိုကျွန်တော်နောက်ထပ်ဗီဒီယိုပိုင်းတွေမှာထပ်ပြီးတော့ရှင်းပြပါမယ်ဒီဗီဒီယိုပိုင်းမှာတော့ကျွန်တော်ဒီသွေးလက်ပုတ်မှန်ကန်ခြင်းရဲ့အကောင်းကျိုးများနဲ့မမှန်ကန်ခြင်းဆိုးကျိုးများကိုလည်းဆက်ပြီးတော့ရှင်းပြပါမယ်အဲ့လိုဖြစ်လာတဲ့အခါကျတော့သူကဘာဖြစ်လဲဆိုတော့ခန္ဓာကိုယ်မှာပထမဆုံးဘာစဖြစ်လဲဆိုတော့လက်လေးလံထုံငင်းညောင်းညာကြိုက်ခဲတွေဖြစ်လာတယ်နောက်ပိုင်းမှာဘာဆက်ဖြစ်လဲဆိုတော့သွေးတို့နှလုံးတို့နော်
နောက်ပြီးတော့ကင်ဆာတို့ကြီးပေါင်းတို့နော်အာယုံကြောတို့အဲ့ဒီလိုမျိုးယောဂဗျာတွေကတစ်ခုတော့မဟုတ်တစ်ခုပေါ့နော်ဒီလူတစ်ယောက်ချင်းစီရဲ့နော်ကံစိတ်ဥတို့အာဟာရပေါ်မူတည်ပြီးတော့96ပါးယောဂတွေကတစ်မျိုးမဟုတ်တစ်မျိုးဖြစ်လာတယ်အဲ့ဒီလိုဖြစ်လာခြင်းရဲ့မူလပထမအစကဘာဖြစ်လို့လဲဆိုတော့ဒီသွေးလေလှက်ပတ်မှုမမှန်ကန်တဲ့အတွက်ကြောင့်ဒီယောဂတွေကဖြစ်လာတာတကယ်လို့မြန်လူရဲ့ခန္ဓာကိုယ်မှာသွေးလေလှက်ပတ်မှုတာကောင်းနေမယ်ဆိုရင်အရှိမကျွန်တော်ပြောခဲ့တဲ့နော်ဆိုးကျိုးတွေကိုကာကွယ်ပြီးသားဖြစ်သွားသလိုရရှိလာမဲ့အကျိုးကျေးဇူးတွေကလည်းအဲ့ဒီဆိုးကျိုးတွေနဲ့စန့်ကျင်ဘက်အကျိုးကျေးဇူးတွေကိုရရှိလာမှာဖြစ်ပါတယ်ခင်ဗျာတကယ်လို့မြန်လူရဲ့ခန္ဓာကိုယ်မှာသွေးနဲ့လေရဲ့လှည့်ပတ်မှုကမျှတကောင်းမှုနေမယ်ဆိုရင်အရှိမကျွန်တော်ပြောခဲ့တဲ့နော်ဆိုးကျိုးတွေကိုကာကွယ်ပြီးသားဖြစ်သွားသလိုရရှိလာမဲ့ကောင်းကျိုးတွေကလည်းအဲ့ဒီဆိုးကျိုးတွေနဲ့စန့်ကျင်ဘက်ကောင်းကျိုးတွေကိုမလွဲမသွေရရှိမှာဖြစ်ပါတယ်ခင်ဗျာသွေးနဲ့လေလှည့်ပတ်မှုကမျှတကောင်းမှုနေမယ်ဆိုရင်မိမိရဲ့ကိုယ်စိတ်နှစ်ပါးကကြည်လင်လန်းဆန်းနေတဲ့အတွက်ကြောင့်မိမိရဲ့အကြံဉာဏ်အသက်အဆန်းများနဲ့တည်ထင်လိုက်မှုအခွင့်အလမ်းများတာမကလောကရန်ရဲ့စိန်ခေါ်မှုများကိုလည်းတပွဲတလန်းလောက်အကဲဆန့်ကျင်စိတ်ကမိတ်ဆွေဒီမှာဖြစ်နေပါလိမ့်မယ်တနည်းအားဖြင့်နေ့စဉ်ကြုံတွေ့နေရတဲ့ပြဿနာများနဲ့ပု္ပ္ပာများကိုမဆိုင်မတော့မတွေးမဝေးဖြေရှင်းနိုင်တာတွေရဲ့ကျမ်းမာရေးရပြောမယ်ဆိုရင်ကိုကဘသူကိုမှအောက်ကျခံရမလို့တလို့ဘလူကမှလည်းကိုယ့်ကိုကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အထင်မသေးနိုင်တာတွေအဲ့ဒါတွေကသွေးနဲ့လေကိုမျှတအောင်ဂရုစိုက်ခြင်းရဲ့ကောင်းကျိုးတွေပါသွေးနဲ့လေမျှတလို့ကျမ်းမာရေးတာကောင်းနေမယ်ဆိုရင်မိမိကိုယ်တိုင်ကသူတစ်ပါးကိုကူညီလို့ရတဲ့ကဲတင်ရှင်တွေဖြစ်နေပြီးတော့တကယ်လို့မြတ်သွေးလေမမျှတလို့ကျမ်းမာရေးမကောင်းဘူးဆိုရင်တော့မိမိကိုယ်တိုင်ကသူတစ်ပါးကူညီတာကိုခံရမယ်ကဲတင်တာကိုခံရမယ်အကူအညီခံအဖြစ်ခံဒုက္ခတွေဖြစ်နေမှာပါဒါကြောင့်မို့လို့အခုဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေကကယ်တင်ရှင်ပဲဖြစ်ချင်တာလားဒုက္ခတွေပဲဖြစ်ချင်တာလားဆိုတာကတော့မိတ်ဆွေရဲ့ရွေးချယ်မှုနဲ့ပဲဆိုင်ပါတယ်။တွေးနဲ့လေမျှတဖို့အတွက်အကောင်းဆုံးရွေးချယ်စရာဆိုလို့နှစ်ခုရှိပါတယ်။เนาะအကောင်းဆုံးရွေးချယ်စရာနှစ်ခုရှိပါတယ်။အဲ့ဒါတွေကဘာလဲဆိုတော့ကိုလက်လှုပ်ရှားအာကစားပဲလုပ်မှာလားဒါမှမဟုတ်เนาะတွေးလေမျှတစေတဲ့ဝန်ဆောင်မှုတွေကိုပဲရယူမှာလားအဲ့ဒီနှစ်မျိုးတွေကမိတ်ဆွေစိတ်ကြိုက်ရွေးချယ်လို့ရပါတယ်ခင်ဗျာတွေးလေလက်ပတ်မှုကောင်းမွန်အောင်လှုပ်ဆောင်ပေးတဲ့ဝန်ဆောင်မှုများကိုလိုချင်တယ်ဆိုရင်တော့ရွေးချယ်မယ်ဆိုရင်တော့ကျွန်တော်ရဲ့စွမ်းကြော်ကြ Bless and a Balancing Service ဝန်ဆောင်မှုကိုအချိန်မရွေးဆက်သွယ်နိုင်ပါတယ်ခင်ဗျာ